အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မိုးရွာရဲ့နေလေးတွေပေါ့နော်မိုးရွာရဲ့နေလေးပါမိုးရွာရဲ့ခြေပေါ့နော်ရင်းကြီးပါမိုးရွာရဲ့နေဆိုတော့လေကိုကပတင်းပေါင်နာမှာထိုင်ပြီးတော့ငေးကြည့်ပြီးတော့ပတင်းပေါင်ဖွင့်လို့မရဘူးကြက်တယ်ဟာဆိုတော့ပတင်းပေါင်ကချက်လည်းမထုတော့ကြက်တယ်ဆိုတော့ပတင်းပေါင်ကိုကြည့်ပြီးတော့ငေးပြီးပတင်းပေါက်ကပေါ့နော်မိုးရွာတာမိုးပဲလေးကြာတာကိုကျမထိုင်းကြည့်နေရှူရင်းလေးအရန်ဖီလင်းလေးအရန်မိုက်တယ်ပေါ့နော်ပျော်စရာလည်းအရန်ကောင်းပါရှင်သူကလေကြည့်ရတာလည်းအရန်ကောင်းတယ်ပေါ့နော်အရန်လည်းကောင်းတယ်ပေါ့နော်မိုးကလည်းရွာနေပြီနောက်ပြီးတော့ကျမလေးပေါ်ရေလေးတောက်လိုက်သေးပါတယ်ရေထည့်ထားတဲ့ခွက်လေးတွေ့ရတယ်ရွှေလေးတောက်လိုက်တယ်ပါရွှေတောက်ပြီးပြီဆိုတော့ကျမဟိုကရှောက်ကြည့်တယ်ဟိုဘက်ဒီဘက်ကိုရှောက်ကြည့်ရပေါ့